哇，太来宝没。လုပ်တည်တဲ့တော်တော်ရှုပ်ပါတယ်ကွာဒီနေ့ငါတို့ကြောင်းသွားရမှာပဲလွယ်အိတ်လွယ်ထားလို့မဖြစ်သေးဘူးကဲမျက်နှာပါတစ်မျက်နှာတစ်ပြီးပြီဆိုတော့အင်ဂျီဝဆိုင်လေးလိုက်ပါမယ်ကွာဒါနဲ့ပဲဂျွန်ကထွက်လာခဲ့ပါတော့တယ်ငါဒီနေ့မှာကတော့ငါAlice ကိုတွားခေါ်မှရမယ်ခုမှငါလည်းထားတာဆိုအင်ဂျီဝဆိုင်လေးလိုက်ပါအောင်မယ်လေဟဲခုမှဂျိုရောက်နေရပါဦးပြီးမှပဲခေါ်လိုက်တော့မယ်ဂျိုနေဘလို့ရောက်နေရလဲဟဲငါရောက်နေကြာပြီဟဲကြောင်းတော့ကြာလိမ့်မယ်မြန်လို့အော်အေးလာအိမ်ထဲလာခဲ့လာခဏလေးထိုင်အောင်လာဒီမှာထိုင်အောင်နော်ဒါနဲ့ပဲ Alice လည်းကျွန်းခုံပေါ်မှာခဏထားခဲ့ပြီးသူတန်ရှင်းရေးတွေလုပ်ပါတော့တယ်ကဲပြီးလို့ရှိရင်တော့အဝစားရလဲတော့နေခဲ့ပြီးတော့ငါသွားတာဒီကဲဒါနဲ့ပဲ Alice လည်းကျွန်းစီကိုထွက်လာခဲ့ပါတော့ဟဲ့ကျွန်းငါတို့သွားရအောင်ဒါနဲ့ပဲဂျွန်နဲ့ Alice နဲ့အကြောင်းထွက်လာခဲ့ပါဟဲ့ဒီနေ့ဆရာမငါတို့အမှတ်ပြောမှာဆိုလားပဲအေးဟုတ်လောက်တယ်ငါလည်းအမှတ်ကြည့်ချင်နေရတော့ကြာပြီနင်အမှတ်ကတော့0ပဲရမှာပါဟဲ့အမလေးငါလာ0ရမှာအချက်ငါပို့ပြီးတော့တယ်ဆိုတော့မှတ်ထားစမ်းပါဟဲ့လာဟဲ့ကြောင်းနှုတ်ကြရတော့မယ်ဤပါဟဲ့နေရလို့ဒါနဲ့ပဲဂျွန်နဲ့Alice နဲ့အကြောင်းကနေကိုထွက်လာခဲ့ပါတော့တယ်။မြန်လာအင်္ဂလိပ်ဆရာမတော်ဝင်နေပြီစောင်းဝင်ပြီလား။ဟဲ့နင်တို့ညကဘာလို့ဒီလိုမျိုးလက်တွေချိတ်လာကြလဲ။အမေကဆလာတမီးကအင်ဂျင်နီယာကြတူတူလာကြတာပါ။အေးခုနေကိုတော့ထိုင်တော့ကျောင်းတော်ကိုနောက်ကြလုံးနေနော်။မြန်လာနေကြောင်ကဒီလိုမျိုးပြောခံရတာတော်ပြီ။ဟဲ့နင်းအောင်လေထပ်မလိုက်လာနဲ့နင့်မနိခုံပါပဲနင့်မနေတော့သူကြောင့်ငါပြောခံရတာဆရာမပြောရှင်ငါပဲပြောတာအမြဲတမ်းဟောအဲ့လိုကဘာဖြစ်သွားလဲမသိဘူးကွာဟဲ့အဲ့လေဒီငါ့ကိုစိတ်မဆိုးပါနဲ့ဘာလို့စိတ်မဆိုးရမှာလဲနင်ကြောင့်ငါ့ကိုစိတ်မပြောခံရတာလေငါနင့်ကိုစော်ကြီးလာခေါ်ပါတယ် Alice ရဲ့ဟဲ့နင်ငါ့ကိုအပေါ်မပြောနဲ့ဂျွန်နင်ကြောင့်ငါအကုန်လုံးပြောခံရတာလေလာပါမုံစားကြောင်းနဲ့ဆင်းပြီဆိုငါတို့တခုသွားစားကြအောင်နေလိုက်ဘာမှမစားရသေးဘူးမလားလုံးဝမစားဘူးငါဘိုင်းမစားလဲနေနိုင်နေမနဲ့သွားစားအဲ့လေရဲ့စိတ်မဆိုးပါနဲ့ဟာဘာငါစိတ်မဆိုးပဲနေရမယ်ဟလားငါ့ကိုဆရာမဒီလိုကြီးပြောနေအောင်ငါစိတ်မဆိုးပဲနေရမယ်လေလားလာပါဟဲ့စိတ်မဆိုးပါနဲ့ဒီငါ့ကိုစိတ်ကြော်မလို့နဲ့နော်ဂျွန်ဒါနဲ့ပဲဂျွန် Alice ကိုပွေ့ချလိုက်တယ်ဟဲ့ဘာလို့တာလဲဂျွန်ခုချင်းငါ့ကိုချပါမချနိုင်ဘူးလာခုလာခဲ့ဟဲ့ဂျွန်ငါ့ကိုလွတ်နော်အဲ့လိုမလုပ်နဲ့လို့ဆရာမမြင်သွားရင်မကောင်းဘူးလာပါဘာမှမဖြစ်ဘူးလာခဲ့စိတ်ဆိုးပါလေကွာဆိုးပါဘာဖြစ်လဲအဲ့လိုဆိုးရလေဒီလားအဲ့လိုပဲငါလည်းတစ်ခါမှလေဒီလိုမျိုးတော့မလုပ်ခဲ့ဘူးတိခုနေနေကြောင်ကနောက်ကြရပေါ့ရှက်ဟဲ့အဲ့ဒါလည်းငါပြေမဟုတ်ပါဘူးဟဲ့တော့ကြပါတော့ဟဲ့တကယ်ချင်းတို့ရေနင်တို့ကလေတော့ကြရအောင်ကဲအားလုံးကငါတို့ကြောင်းဆင်းပြီဆိုတော့ကြရအောင်ရေးသွားမယ်ပြောစရာကြီးကွာညယောက်ျားတွေပဲဟန်ကြဟောင်းအိမ်ပြန်ကြမယ်နော်ငါတို့တွေပြန်မလာဘူးကောင်းကွယ်မိမခါစားနေတုံးလေးတောင်းဝင်တော့ဟောင်းနေနောက်ကလိုက်ခဲကြပါကွာဟဲ့နင်ကဘာလုပ်နေလဲခုချလိုက်စမ်းပါဘာလဲကွာမဖြစ်လို့လဲမချနိုင်ပါဘူးဟဲ့တော်ပါတော့ဟဲ့အဲ့လိုမလုပ်စမ်းပါနဲ့ထားလိုက်လားရတယ်ဟဲ့အောင်နေလိုက်ခဲ့ကြပါလုံနေလို့ John ဘာဖြစ်လဲအဲ့လေဘာမှမဖြစ်ဘူးကဲဟဲ့အောင်နေလာကြငါကိုယ်တိုင်ကျွေးမယ်တော့မင်းတို့ဟုတ်ပြီလေကြိုက်ပြီကွာဆာဝါစားကြငါပြီးလို့ရှိရင်ငါရှင်းမဟုတ်ပြီလားအမလေးပြီးလို့ရှိရင်လည်းဟဲ့ဒီရှင်းရလို့တော့ပွားစီနဲ့ပြောနေရပါ
အမလေးနင်တို့စားချင်တာစားကြပါအေးဒါနဲ့အဲလေးဆက်လို့ကောင်းလားမကောင်းဘာလို့လဲနေဝဲကျွေးရမို့လို့လေနေဝဲကျွေးရဥစ္စာမှန်တပြန်စားမကောင်းဒါပေမဲ့ငါစားပါတယ်ဟဲစားရပဲဟောင်းဘာလဲနင်ငါ့အပေါ်လာပြောနေရလားခုချစ်ချင်မစားပဲနဲ့ထွက်သွားလိုက်တော့မှာနော်အဲ့လိုမလုပ်ပါနဲ့အဲလေးရေစားကဲဟိအောင်တို့ရေလာကြ你我把都太欺骗没了，六三吧，六奶我是从俺人要比，俺大有拉架能讲咯，让我拉抬脚拉，但俺也ain't没过，哦好啦，俺都没抬脚呢，抬脚，嘿，俺你弄有抬，把老阿妈来专业，哦，空看哪里吧嘿，俺你弄嘞，今天俺这里别多人讲了，没有哈多几样的那样了。ရရလေးစင်ပြေသွားကြမယ်ဟေးအောင်တို့ဟိုရှိမကားရောက်နေနေတူတယ်ဟုတ်တယ်ကွာဟိုမကားရောက်နေသွားကြရအောင်အေးသွားမယ်လီငါတို့လည်းအင်ဂျီဝဆိုင်လဲလာအောင်မယ်အေးမြန်လဲဟေးအောင်လေငါတို့အားလုံးပြင်ဆင်ပြီးဆိုငါတို့သွားကြမယ်ရေသွားကြမယ်ရေပြောစရာပဲငါတို့ခီးရလေရမ်းအောင်ရှည်တော့မှောင်နေနော်ရတယ်စံပြေပါရကွာဟဲ့ဒါနဲ့မင်းအောင်ကျော်ပြောလေကွာမင်းနဲ့အဲလီရဲ့ဝစ်စုံတွေကတူနေပါလားဟဲ့ဒါဆိုလဲဒီဟာငါရဲ့အင်ဂျီဟဲ့နေပါလို့ငါနဲ့တူတာလိုက်ဝစ်တာလဲဂျွန်ဟဲ့ငါမွေးဘူးလေငါရင်အင်ဂျီလဲကနင်းသိနေရပဲဟောဘာလဲဒါဆိုရင်ငါနင်းနဲ့တူအောင်လို့အမဲကိုလိုက်ဝစ်တယ်ဆိုတဲ့ဘောလားဟုတ်ပါဘူးတော်ပါတော့မပြောပါတော့နဲ့ကဲမပြောတော့နဲ့နော်အားလုံးပဲသွားကြရအောင်ဟုတ်ပြီနင်ငါ့ကိုဘာလို့ပြန်ပြီလဲဘာဖြစ်လဲခြီလို့တော့မရတော့ဘူးလေလားလာခဲ့အားလုံးပဲဟိုရှိမှာကားရက်ပြီကဲဒါဆိုရင်တော့အားလုံးပဲတက်ကြဒီနေ့ကငါရဲ့နော်အခုငါရဲ့အော်လူကရဲ့မောင်းမှာဆိုတော့ငါရဲ့အော်လူကရဲ့2ယောက်ပဲရှေ့ခုံမှာထိုင်မယ်ဟုတ်ပြီလားအေးငါတို့ကဆမောင်းပါပြီဆိုကြရအောင်ပဲတက်ပြီးတော့အိတ်လိုက်တော့မယ်ဟဲ့ဒီမှာဂျွန်ရဲ့အိတ်ပဲငါ့ကိုတူတော့ဘာမှမှတ်နေတယ်မသိထားလိုက်ပါတော့လေဟာလည်းအိတ်တော့မယ်ကဲဖွဲ့သား ready share ပဲဆိုရင်တော့မောင်းကြပြီဟဲ့ဝူးကဲအခုငါတို့ပဲသွားမှလဲဆိုတော့ငါတို့လည်းမသိဘူးကွာလန်တော့ဝတ်မှာပဲဂျွန်နဲ့အဲလစ်တို့ရဲ့ကားအကြီးစားကြီးကမှောက်သွားတဲ့အတွက်ကြောင့်မလို့သူတို့တွေအိုက်ကားပြတ်သွားတဲ့အတွက်ကြောင့်မလို့ကားနှစ်စီးကိုလှမ်းခေါ်ပြီးတော့ပဲတွားရတဲ့ခီးစဉ်လေးတစ်ခုဖြစ်ခဲ့တာပေါ့ရှင်ဒီလိုတွားနေတဲ့အချိန်မှာပဲဖတ်1နဲ့ဖတ်2ကတင်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့အပိုင်း2အပိုင်း1ပဲဖြစ်ပါတယ်အပိုင်း1မို့လို့အပိုင်း2ကလေးကိုလိုက်ကြည့်ပေးကြပါဦးနော်ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်ပါစေ subscribe လေးလည်းလုပ်ခဲ့ပေးကြပါဦး